Hello မင်္ဂလာပါဒါရှောက်ဦးဘန်ကောက်နေချင်းမိုင်ကိုရထားနဲ့သွားတဲ့ vlog လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကြာချိန်ကပေါ့နော်12နာရီ13နာရီလောက်ကြာမှာဖြစ်ပါတယ်ပြီးရင်ဒီအပေါ်ကကျွန်တော်ရဲ့ green ပေါ့နော်ဒီ green အောက် green နှစ်ထပ်ပါဒါတငယ်ချင်း green တော့ကျွန်တော် green ကကြတော့ကျွန်တော်အိတ်တဲ့ချိန်မှာဖွင့်ပေးပါပေါ့နော်ခုလို့ဆိုတော့ည9နာရီ10နာရီလောက်ထိတော့ထိုင်ပါပေါ့နော်အဲ့တော့တငယ်ချင်းနေနေဆိုတော့အရင်ဆုံးထိုင်မယ်ထိုင်ပြီးရင်ပြီးမှ10နာရီလောက်မှအပေါ်မှာအိမ်မယ်နောက်နေ့မနက်6နာရီ9နာရီလောက်ဆိုရှင်းမရောက်ပါပေါ့နော်ရထားတော့လည်းလှုပ်တယ်ပေါ့နော်အရင်ကြီးတော့ conform မဖြစ်ဘူးအမတ်တရားအနေနဲ့ဗီဒီယိုလေးရိုက်အောင်ဖြစ်ပါတယ်ရှော့ကအရင်ဆုံးလက်မှတ်ကို online ကနေကြိုတင်ဝယ်ထားပါတယ်နောက်ထပ်သူတို့သတ်မှတ်ထားတဲ့ဒီဘူတာယုံပေါ့နော် Crantat Power ဆိုတဲ့ဘူတာယုံကိုတနာရီစောပြီးရောက်ထားပါတယ်ဒါကတော့ဘူတာယုံရောက်နေပါတယ်သူတို့ဘူတာကလေဝင်းကြနေတာပဲအေးကောင်လည်းအေးဆက်နေဘူးဒုက္ခပဲပြီးတော့ယထာပေါ်မှာဈေးကြီးပြီးစားမကောင်းဘူးဆိုလို့မုံလေးကြိုးဝယ်ထားတယ်ပြီးတော့ယထာတက်ခန်ဒီမှာလည်းအစ်စ်ဆေးပါညာတော့တိတ်မရှိဘူးပေါ့နော်ဒီသူတို့ရဲ့လက်မှတ်က scan ကိုပေါ့နော်ဒီလို scan ဖတ်ပြီးတော့ဒီအတိုင်းဝင်သွားဆိုရပါပြီဒါတော့ကျွန်တော်စီးရမယ့်ယထာပဲဖြစ်ပါတယ်အထဲကိုဝင်ချင်းလိုအပ်တာတွေထုတ်ပြီးတော့ luggage ကိုခုံအောင်ပါဒီလိုထားရပါတယ်ဒါတော့အပေါ်ထက်အောက်ထက် green ပေါ့နော်ပုံမှန်ဆိုရင်ကျွန်တော်တို့ယထာစထွက်တာနဲ့ green လိုက်ချပေးပါတယ်အပြင်ရှူခင်းလေးကြည့်ရှင်နေဆိုရင်တော့အောက်ထပ် brain box ပါတဲ့နေရာကိုရွေးချယ်တင်ပါတယ်ကျွန်တော်တို့ကအဖွဲလိုက်ဆိုတော့ယထာတက်တာနဲ့စားတယ်တောက်တယ်ပြီးတော့ရှူခင်းလေးကြည့်ရပေါ့နော်ည7နာရီလောက်မှကျွန်တော်8 day green ကိုချခိုင်းပါတယ်ညစာကိုဒီယထာဘောကဈေးကြီးပြီးတိတ်စားမကောင်းတဲ့ဆက်မီနူးလေးလည်းမစားခဲ့ပါသေးတယ်သူအရသာတော့တကယ်တိတ်အဆင်မပြေပါဘူးကျွန်တော်တို့လိုအောက်မှာထိုင်မစားဘဲနဲ့တတောင်းတက်တာစားချင်တော့ဒီယထာတွဲကောင်းသားလေးမှာပေါ့နော်ဒီလို restaurant လေးလည်းရှိပါတယ်ဒါတော့ကျွန်တော်ဒီညအိပ်ရမယ်ဂရင်ဖြစ်ပါတယ်ကျွန်တော်တို့အပေါ်ထပ်မှာပါသူတို့ကအားသွင်းစရာဒီလိုပလက်ပေါက်လေးလည်းပေးထားပါတယ်ပြီးတော့မယ် bye bye see you bye ဒါတော့မနက်ခင်း6နာရီဆိုကျွန်တော်အိပ်ရထားပြီးတော့မျက်နှာတက်သွားတိုက်ပြီးတော့ toilet လေးတက်ပေါ့နော်ပြီးရင်ကျွန်တော်မနက်စာစားမှဖြစ်ပါတယ်Hi good morning ခေါ်6နာရီခွဲပေါ့နော်အဲ့နာရီဝက်ဆိုရင်ချင်းမိုင်ကိုရောက်မှာဖြစ်ပါတယ်ကျွန်တော်အိပ်ရတဲ့ feeling ပြောမှာဆိုအရင်ရမ်းတယ်ပေါ့နော်ရမ်းတော့နေရခက်တယ်ခေါင်းကိုက်တယ်မအိပ်ရင်တော်တော်မူးမှာတော့အိတ်ချလိုက်တာမနက်ထိအိတ်လိုက်တာအေးတော့ဝါတော့ပေါ့နော်ကျွန်တော်တို့ကဒီယထာလက်မှတ်ကဘန်ကောက်နေချင်းမိုင်ကို1100ပေးရပါတယ်ပြီးရင်တော့ဒီပေါ့နော်စားစရာတောက်စရာမပါဘူးရင်းနှွေးလည်းမပေးဘူးပေါ့နော်အဲ့တော့မှအိမ်သာပါတယ်ရှူပေါက်တဲ့အိမ်သာပေါ့ toilet ပါတယ်ပြီးရင်ဒီမှာစားတော့တွေရောဝယ်စားလို့ရတယ်ဒါပေမဲ့လည်းစားမကောင်းပေါ့နော်โอเคနောက်ထပ်ပါရှိသေးလဲဆိုတော့ဒီမှာစောင်းပေးရကောင်းအောင်ပေးရပေါ့နော်အဓိကဒီထားမှာအရင်အေးရဒီပုံမှာအေးရကောင်းတော်အေးရအနှွေးထဲဒီစောင်းလေးနဲ့ဆိုတော့တိတ်ကောက်ရှင်မှလောက်တော့ပေါ့အနှွေးထဲလေးယူခိုင်းပိုကောင်းတယ်ပြီးရင်မျက်စိလဲလိုပဲမျက်စိအုပ်တဲ့ဟာလေးပိုင်တော်မိုက်မှာကျွန်တော်က lucky ရှယ်ထည့်ထားဆိုမထုတ်ချင်တော့ဘူးโอเคအဲ့ဆိုရင်ကျွန်တော်တို့ချင်းမိုင်ကိုခန်းနေဆိုရောက်တော့မှာဖြစ်ပါတယ်။ခေါ်တော့မနက်ခင်းနေထွက်တဲ့အချိန်ပေါ့နော်။သူရှူခင်းကြည့်ဖို့ပေါ့နော်တနားရီတော့ကျွန်တော်တို့အစိုးရနိုးတယ်ပေါ့နော်။နိုးပြီးတော့ဒီကတင်တွေကိုတိမ့်ပြီးတော့ကျွန်တော်ရှူခင်းပြန်ရှူခင်းပါညာကြည့်ရမှာပေါ့နော်။ကြည့်ပြီးတော့ချင်းမိုင်ကိုသွားမှာဖြစ်ပါတယ်။ Okay ဒီရထားစီကဘာကောင်းလဲဆိုရင်တန့်ရှင်းတယ်ဝင်ဆောင်မှုလည်းကောင်းတယ်။ကျွန်တော်အထင်တော့ကားစီကထပ်ပိုပြီး safe ဖြစ်တယ်။အိတ်စင်နဲ့အိတ်ပြီးတော့စီးရဆိုတော့အိတ်ရေးလဲဝရတယ် energy အပြည့်နဲ့နောက်နေ့ချင်းမိုင်မှာကောင်းကောင်းလဲနိုင်တာပေါ့နော်လမ်းမှာလည်းမတူညီတဲ့ရှူခင်းတွေကိုတဝါကြီးခန်းစားရပါတယ်ကျွန်တော်တော်တော်လေးအဆင်ပြေခဲ့ပါတယ်အသေးချောင်တစ်လေးတစ်ခုပေါ့နော်ထိုင်းနိုင်ငံရောက်လို့ချင်းမိုင်ကိုသွားလိမ့်မယ်ဆိုရင်လည်းဒီရထားလေးကိုစီးခဲ့ဖို့ကျွန်တော်အကြံပေးပါတယ်ကျွန်တော်မနက်9:15လောက်မှာချင်းမိုင်ကိုရောက်ပါတယ်အတန်းနာနေပေမဲ့အစိုးရကြီးပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ချင်းမိုင်အစားအသောက်လေးလည်းညွှန်ပေးပါဦးမယ်ဘိုင်